ချစ်သူတက်တန်းတစ်လျှောက်အမျိုးသားများဤစိတ်နေစိတ်ထားတခြားယောက်ျားလေးတစ်ယောက်ကတင့်ကိုလာစကားပြောတဲ့အခါတင့်ချစ်သူရဲ့စိတ်ထဲမှာတကယ်ဘာတွေဖြစ်နေတယ်လဲဆိုတာသိပါသလားဒါဟာတင့်ကိုမယုံတာဒါမှမဟုတ်တင့်အပေါ်ချုပ်ကန်ချင်တာမျိုးမဟုတ်ပါဘူးတကယ်တော့အကြောင်းရင်းကဒီထက်မကပိုနဲ့ဆိုင်ပါတယ်ပထမဆုံးအချက်ကတော့ဗီဇပါဥပမာတင်ကဘာတစ်ခုမှလုပ်ဖို့ကင်ဖက်တစ်ယောက်နဲ့ရေမောပြီးစကားပြောနေတယ်ဆိုပါစို့အဲ့ဒီအချိန်မှာတင့်ချစ်သူရဲ့စိတ်ထဲမှာသတိပေးခေါင်းလောင်းတွေမြင်နေပါပြီဒါဟာတင့်ကိုမယုံကြည်လို့မဟုတ်ပဲထိုမျိုးသားရဲ့ရည်ရွယ်ချက်ကိုသူကမယုံကြည်လို့ပါယောက်ျားချင်းချင်းမှုသူတို့ရဲ့အကွက်တွေကိုသူကကောင်းကောင်းကြီးသိနေလို့ပါဒုတိယအချက်ကတော့ယဉ်နီးတဲ့တငယ်ချင်းပါဒါကတာမန်တငယ်ချင်းတသက်ပဲလို့တင်ဘလောက်ပဲပြောပြောတင့်ချစ်သူကတော့စိုးရိမ်နေလို့မှာပဲတငယ်ချင်းစီကနေတငယ်ချင်းထပ်ပို့ခြင်းနဲ့ဆိုတဲ့ညနေပိုင်း message တစ်ခုရောက်လာမှကိုသူကအမြဲကြောက်နေတတ်ပါတယ်သူ့ရဲ့မနာလိုစိတ်ဆိုတာတင့်ကိုစောင့်ကြည့်နေတာမဟုတ်ပဲတင့်အနာကထိုမျိုးသားကိုရေတာနဲ့ဖမ်းပြီးစောင့်ကြည့်နေတာပါနောက်ဆုံးချက်ကတော့အစားထိုးခံရမှာကိုကြောက်တာပါယောက်ျားတစ်ယောက်ကတင့်ကိုအစွမ်းကုန်ချစ်ပြီးဆိုရင်တင်ဟာသူ့ကဘာရဲ့အစိပ်ပိုင်းတစ်ခုတည်းမကပဲတစ်ခုလေးတော့ဗဟိုချက်ဖြစ်လာပါတယ်သူ့အတွက်တော့တင်ဟာဘယ်သူနဲ့မှအစားထိုးလို့မရတဲ့သူပါဒါကြောင့်တခြားတစ်ယောက်ကတင့်အာယုံကိုရယူဖို့ကြိုးစားလာတဲ့အခါဒါဟာရိုးရိုးပြိုင်ဆိုင်မှုတွေမဟုတ်ပဲသူ့ရဲ့ကဘာတစ်ခုလုံးကိုချင်းချောက်ခံရတယ်လို့သူခံစားရပါတယ်ဒါကြောင့်သူ့ကိုစိတ်မချတတ်တဲ့သူလို့မတတ်မှတ်ခင်သူမြင်တဲ့အမြင်နဲ့တစ်ချက်လောက်ကြည့်ပေးကြည့်ပါဒါဟာအသင်ကိုဆုံးရှုံးရမှာကိုကြောက်ရွံ့ခြင်းနဲ့သူထုတ်မပြောတတ်တဲ့ကာကွယ်လိုတဲ့အချစ်တွေရောရှက်နေတာပါအခုဆိုရင်တင်ကရောသူ့ဘက်ကနေနားလည်ပေးဖို့အသင့်ရှိပြီလား